ကြောင်လေးတစ်ကောင်ဟာလမ်းဖြတ်ကူးဖို့ကြိုးစားနေတော့လမ်းမလဲရောက်မှာကားတစ်စီးကအရှိန်နဲ့မောင်းနှင်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကြောင်လေးဟာမြေပြင်ပေါ်မှာမလုံးမရှက်နဲ့အကူညီမဲ့စွာကြံရစ်ခဲ့ရတယ်အဲ့ဒီအချိန်မှာပဲကောင်လေးတစ်ယောက်ရောက်လာပြီးကြောင်လေးကိုကယ်တင်ပေးခဲ့ပါတယ်တကယ်တော့ဒီကြောင်လေးဟာအဲ့ဒီရက်ွက်ထဲကလေးလွင့်ကြောင်လေးတစ်ကောင်ဖြစ်ပြီးကောင်လေးကလည်းသူ့ကိုအမြဲတမ်းအရသာရှိတဲ့အစားအစာတွေကျွေးလေးရှိပါတယ်မယုံကြည်နိုင်စရာကောင်းတဲ့ကံကြမ္မာတစ်ခုကတိတ်တဆိတ်စတင်ခဲ့ပါပြီးကြောင်လေးရဲ့ချစ်စရာကောင်းမှုကိုမြင်ရတဲ့အခါကောင်လေးကသူ့ကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပြီးသူတို့နှစ်ဦးဟာငါးနှစ်တိုင်းတိုင်းအတူတူနေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့ယောဂဝေဒနာကြောင့်ကောင်လေးဟာကြောင်လေးကိုဆက်ပြီးမဆောက်ရှောက်နိုင်တော့ပါဘူးကံကောင်းထောက်မှတ်စွာနဲ့ပဲကောင်လေးရဲ့အတော်ဖြစ်သူကအကြောင်းစုံကိုသိရှိသွားပြီးတွတ်ဆုပ်မနေပဲကြောင်လေးကိုမွေးစားခဲ့တယ်လို့ကောင်လေးရဲ့နေ့စဉ်ဘဝကိုလည်းပြုစုဆောက်ရှောက်ပေးခဲ့ပါတယ်မကြခင်မှာပဲကောင်လေးဟာဆေးရုံတက်ရမယ့်အခြေအနေကိုရောက်ရှိသွားပါတယ်ကြောင်လေးဟာတခုခုမှားယွင်းနေပြီဆိုတာကိုသိရှိပုံရပြီးကောင်လေးနဲ့အတူဆေးရုံကိုလိုက်သွားချင်နေခဲ့တယ်ကောင်လေးကလည်းဒါကိုနားလည်ပေမဲ့ဒီတစ်ချိန်မှာတော့ကြောင်လေးရဲ့ဆန္ဒကိုမလိုက်ရောပဲတကားပိတ်ပြီးထွက်ခွာသွားခဲ့ပါတယ်ရက်အနည်းငယ်ကြာတော့ဆေးရုံကတင်ပေါ်မှာကောင်လေးဟာကြောင်လေးရဲ့ဓာတ်ပုံကိုကြည့်ပြီးတိတ်ဆိတ်စွာငေးမောနေခဲ့တယ်အဲ့ဒီအချိန်မှာပဲအိမ်ကကြောင်လေးကလည်းကတင်ပေါက်ကနေအပြင်ကိုငေးကြည့်ရင်သူ့ကိုလွှမ်းဆွနေခဲ့တာကိုသူမသိရှာပါဘူးအတော်ဖြစ်သူအလောက်ကပြန်လာတဲ့အခါကြောင်လေးရဲ့လွှမ်းဆွနေတဲ့ပုံရိပ်ကိုမြင်ပြီးနောက်တနေ့မနက်မှာကြောင်လေးကိုဆေးရုံစီခေါ်သွားပေးခဲ့ပါတယ်ယောဂကြောင့်အားအိမ်ကုန်ခန်းနေတဲ့ကောင်လေးဟာကြောင်လေးကိုမြင်လိုက်ရတဲ့အခါမှာတော့စိတ်သက်တွေရုတ်တရက်ပြန်လဲတက်ကြွလာခဲ့တယ်ပြန်ရမယ့်အချိန်ရောက်တဲ့အခါကြောင်လေးဟာလှောင်အိမ်ထဲကနေရုတ်တရက်ထွက်ပြေးသွားခဲ့တယ်သူအဲ့ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ကောင်လေးကိုအခွင့်အရေးရတိုင်းမြင်တွေ့ချင်လို့ပါပဲအဲ့ဒီနေ့ကစပြီးကောင်လေးလေငင်းခံဖို့အပြင်ထွက်တဲ့အခါတိုင်းကြောင်လေးဟာထောက်တနေရာကနေထွက်လာပြီးကောင်လေးရဲ့အနားမှာတိတ်တဆိတ်လာထိုင်လေးရှိပါတယ်ဒါပေမဲ့ဒီလိုအေးချမ်းတဲ့အချိန်လေးတွေဟာရက်ဆက်တဲ့အဆုံးသက်စီကိုဥတည်နေခဲ့ပါပြီးဒီနေ့မှာတော့အတော်ဖြစ်သူဟာကောင်လေးရဲ့အခန်းစီကိုအပြေးလွှာရောက်လာခဲ့တယ်ကောင်လေးဟာဆက်ပြီးတောက်ခံနိုင်စွမ်းမရှိတော့ပါဘူးတဦးနဲ့တဦးစိတ်ချင်းဆက်သွယ်နေတယ်လို့မျိုးကြောင်လေးဟာလည်းဒါကိုသိရှိပြီးဆေးရုံစီကိုအပြင်းထန်ပြေးလာခဲ့ပါတယ်လေးလံလာတဲ့ဆေးရုံတကားကြီးတွေကကြောင်လေးကိုအပြင်းမှာတားဆီးထားခဲ့ပေမဲ့အတော်ဖြစ်သူကကြောင်လေးကိုတကားဝမှာအံ့ဩဖွယ်တွေ့ရှိသွားခဲ့ပါတယ်နောက်ဆုံးအချိန်လေးမှာအတော်ဖြစ်သူဟာကြောင်လေးကိုကောင်လေးနားကိုခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်ကြောင်လေးရောက်လာတာကိုသိရှိပုံရတဲ့ကောင်လေးဟာနှက်ခမ်းလေးအသားအရလှုပ်ရှားပြီးကြောင်လေးကတိတ်လိမ်မာတာပဲလို့တိုးတိုးလေးပြောသွားခဲ့ပါတယ်နှလုံးခုန်လုံးတိုင်းတဲ့ဆက်ကအတန်ရှည်ကြီးမြည်သွားတဲ့အချိန်မှာတော့ကြောင်လေးဟာကြောက်ရွံ့လို့ရက်တန့်သွားခဲ့ပါတယ်အဲ့ဒီခဏမှာပဲသူတို့နှစ်ဦးပထမဆုံးစတင်တွေ့ဆုံခဲ့ပုံကနေငါးနှစ်တာကျင်နာမှုတွေပြည့်နေတဲ့အချိန်တွေထိပုံရိပ်တွေဟာကြောင်လေးရဲ့မျက်လုံးထဲမှာမြင်အောင်လာရင်ဒီခိုင်မြဲတဲ့တန်ရောစင်ခီးလန်းဟာအဆုံးသက်သွားခဲ့ပါတော့တယ်